Hello guys အားလုံးပဲမင်္ဂလာပါကျွန်တော်တော့ private ဖြစ်ပါတယ်ဆိုတော့ဒီနေ့မှာတော့ကျွန်တော်မေဟန်မှုမှာတနိုင်ငံလုံးရဲ့အချစ်တော်ချောင်းလေးကိုသွားဆော့ပြမှာပဲဖြစ်ပါတယ်ဆိုတော့ let's go စလိုက်ဝေးခဏလေးနေဗီဒီယိုလေးမစခင်ဒီဗီဒီယိုကို like လေးမပေးရသေးရင် like လေးပေးခဲ့ပြီးတော့ကျွန်တော်ရဲ့ channel ကို subscribe လုပ်တာပေးဖို့ကျွန်တော်တောင်းဆိုချင်ပါတယ်ခင်ဗျာဆိုတော့ဗီဒီယိုလေးကိုစလိုက်အောင် let's go guysကဲ enemy ပဲပါလာတာတော့ brother တို့ခုမြင်တွေ့နေရတဲ့အတိုင်းပဲ Saber ပါမယ် Novaria ပါမယ် Anatolia ပါမယ် Julian ပါမယ်နောက်ပြီးဒီ Australia တာမသိဘူး sorry ပါကျွန်တော်အတန်ထွက်မှာဝိုင်းခွင့်လုပ်ပေးပါတောင်းပန်ပါတယ်ဆိုတော့ဒီကောင်လေးတွေပါမယ်ပေါ့ဗျာကဲပြောရင်းဆိုရင်လည်းပွဲလေးလည်းစလာပြီဆိုတော့ let's go guys ဆိုတော့အရင်ဆုံးကျွန်တော် item မှာဒီကောင်ထည့်ရင်ကောင်းမလဲခဏပဲယူလိုက်ပါမယ် okay ဆိုတော့ let's go ဆိုတော့ကျွန်တော်ဒီပွဲမှာခြောင်နဲ့အတိကျမ်းပြမှာမို့လို့ကြည့်ရဲမှာကြည့်ပါစတာပါနေပေါင်းကကျွန်တော်တော့အခုမှရောက်တော့မှာ record တိုင်ပြနေတယ်လာပြီးဒီမှာ1ပေးပြသွားလဲရောပေးပြသွားလဲလို့ဟာမရိုင်းတာကွာကြည့်အောင်အမှကျွန်တော်တော့ရောက်ပေါင်းတက်ပြီးတော့ record တိုင်ပြနေပါတယ်တဲ့အေးတွင်းမယ်မင်းတို့တွေတွင်းမယ်လာပြီးတော့ရောငါလာပြီးတော့နည်းနည်းမှမထီနဲ့အတောက်အောင်ငါပြန်ပြေးသွားတယ်ဆရာသမားနော်မင်းတို့ကွာလှုပ်ပြီးတော့ဟဲ့အောင်ရေးတော်သေးတယ်ဟဲ့အောင်ရေးဘယ်ကနေပြစ်လို့ပြစ်မှမသိဘူးဟဲ့အောင်ဟာလုံးပြန်ပြီနောက်တစ်ခေါက်လုံးပြန်ပြီလို့နော်တော့ရောက်ပေါင်းတက်ပြီးတော့ record ပြရတယ်ကျွန်တော်ကြည့်အောင်အကောင်လေးကွာမင်းတို့တော်တော်တင်းနေပြီနော်မင်းတို့လာပြီဒီတစ်ခါအသေးတေးပြီနော်တော်တော်တင်းနေပြီချုံထဲမှာရှိတယ်မလားလာမရဘူးညီလေးကိုကြီးက immune တက်တယ်ဟာဟဲ့အောင်ကြီး K1 fail ကတလွယ်ဖြစ်သွားပါတယ်တဲ့ကွာဟဲ့အောင်ကြီးပြေးပြီနော်ပြေးပြီတတ်အသေးကြမ်းပြမယ်ပြောပြီးတော့ကွာအခုချိန်ကြီးတကေးတော့မရသေးဘူးလို့ဖြစ်တယ်လားဟမ်နေပါအောင် blue bug လေးကူစားပေးလိုက်အောင်မယ်ရပြီဆိုတော့ကိုလန်ကိုသွားပြီတတ်ချုံထဲမှာတရောက်ရှိသလိုပဲဟဲ့အောင်ကြီးညီမလေးရော့ပဲသွားမလဲရော့ record ဟာဟဲ့အောင်ကြီးလွတ်သွားပြီဘလို့လွတ်သွားတာလဲဟာမလုံးနဲ့လေဟာပြန်ရှောတော့မယ်ရှောပြီလို့ဟာဟဲ့အောင်ကြီးမရိုင်းတာတော့အေးတွေးမယ်မင်းအမေတာဝါကျုံလို့လာခဲ့စံကန်ထုတ်ပြမယ်ဟုတ်လားဩဘသူများလဲလို့လာခဲ့ညီမလေးလာခဲ့တီးပေးမယ်နော်ကြော့တွဲပြန်ပြီလို့ဟဲ့အောင်ကြီးမဟုတ်သေးပါဘူးငါစကီးရေတောက်လျှောက်လွဲရေသွားပြီဟဲ့အောင်ကြီးသွားပြီချောပြန်ပြီနောက်တစ်ခေါက်တို့တော်တော်လွန်လာပြီနော်ကြိုက်တဲ့ကောင်လာခဲ့ဒီကအသေးတီးပြီဟုတ်လားအမေဂျူလီယန်မင်းမာသွားပြီညီလေးရော့အမအဲ့ဒီမိတ်ခံစားကြည့်လိုက်လို့အမဟုတ်လားညီလေးဟုတ်လားနော်ဟဲ့အောင်ကြီး 1k ရသွားပြီလို့ဟုတ်လားနော် 1k ရသွားပြီအေးဆေးပဲနော်ခဏလေးလာမယ်နော်တာဝါတိဝင်ကံပြမယ်ရောအမတစ်ချက်ရှိုးလိုက်ရောအဲ့ဒီမိတ်ဟာရောက်ကြီးတော်သေးတာဘောဟဲ့အောင်ကြီးငါပြန်သေးတော့မလို့တော်သေးတယ်အမလီမီမမမြင်နေရတယ်ညီမလေးလာပြီနော်ကိုကြီးလာပြီနော်ညီမလေးရောအမဟာရောက်ဖလကာနဲ့ပြေးသွားတယ်ရောကန်ထည့်လိုက်မယ်ဟုတ်လားကန်ထည့်ရောက်ကြီးဘလို့လွတ်အားလဲလို့ဟာရောက်ဟာတော်သေးဟောမလေးဟဲ့အောင်ရေးတော်သေးတယ်ငါသိတော့မလို့ဟာခုမှပဲကြည့်မိတယ်ဟဲ့အောင်ရေးဆရာမကြီး purify နဲ့တူအားကြောင့်မို့ကန်လို့မရတော့ဘောဟာဟဲ့အောင်ရေးလာပြီးနော်ညီမလေးလာပြီးနော်1ရော့ဖလကာဟာဟဲ့အောင်လွဲသွားတယ်လို့စာတက်တယ်အဲ့ကောင်မဟဲ့အောင်ရေး imported ကြပါပြီလို့ဘယ်ရမလဲဟုတ်လားရော့အလားလေးခဲပြလိုက်မယ်အမဟာဟဲ့အောင်ရေးခဲပြတယ်သေးတာပဲလို့ငါလို့အေးပြတာတော့မင်းပြတာလို့ကောဟဲ့အောင်ရေးဘာဖြစ်ကြတော့ကွာငါသေးလို့ခုမှပြန်ရှင်းလာတာလေကွာဟာအားမပြောမနေနဲ့နော်ချောင်းပါခဲအော်တိုရှုံးပြီးသားဟုတ်လားဟဲ့အောင်ကြီးတော်သေးတယ်အောက်အနာကောင်ကြည့်အောင်နော်ဒါမျိုးလားမလုံးနဲ့ဟုတ်လား report ထုမှာဟုတ်လားရတယ်ဒီကောင်လည်းပါတယ်ဟဲ့အောင်ထုမှာဟုတ်လားမင်းတို့အဲ့လောက်တော်နေမှတော့ဒီပွဲမရှုံးပဲနေမလားလို့ဟာကွာကဲဆိုတော့ဒီနေ့ဗီဒီယိုတော့ဒီလောက်ပါပဲကျွန်တော်ရဲ့ဗီဒီယိုကိုအဆုံးထိကြည့်ရှုပေးကြတဲ့အတွက်ကျေးဇူးတင်ပါတယ်ဆိုတော့ဒီဗီဒီယိုလေးကိုကြိုက်နေတဲ့တဲ့ဆိုရင်တော့ဒီဗီဒီယိုကို like လေးပေးခဲ့ပြီးတော့ကျွန်တော်ရဲ့ channel လေးကို subscribe လုပ်ခဲ့ဖို့မမေ့ပါနဲ့ခင်ဗျာဆိုတော့ကျွန်တော်ကတော့ private ဖြစ်ပါတယ်နောက်ဗီဒီယိုမှာပြန်လည်ဆုံတွေ့ရအောင်လို့ပဲတတာ